အားလုံးပဲမင်္ဂလာပါရှင် Jay's Kitchen ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဝက်ပဲငပိအချိုချက်လေးချက်ပြမှာဖြစ်ပါတယ်ဝက်သားကိုရိုးရိုးကြီးပဲချက်စားမနေပဲနဲ့ဒီလိုမျိုးပဲငပိအချိုလေးနဲ့တွဲပြီးတော့ချက်စားကြည့်နော်အရန်ကိုပဲစားလို့ကောင်းပါတယ်ရှင်ဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်ရှုပေးပါအောင်နော်လိုအပ်တဲ့ပစ္စည်းတွေကတော့ဝက်သားစီနှဲငယ်ကြက်သွန်နီကြက်သွန်ဖြူဂျင်းပဲငပိအချိုလိုပဲဖြစ်ပါတယ်ရှင်ပထမဆုံးအနေနဲ့ဝက်သားကိုနနွင်းစားအသားမောင်ဂျင်းထောင်းထားတဲ့အရည်တို့ကိုထည့်ပြီးတော့တေချာလေးနှက်ဆန်အောင်နေပြီးတော့နာရီဝက်တစ်နာရီသားနှက်ထားပါမယ်ရှင်ခုဆိုရင်တော့စားချက်လို့ရပါပြီအိုးပူလာပြီဆိုရင်စီထည့်မယ်ပြီးရင်တော့ခုနကအရသာနေထားဝက်သားလေးတွေကိုအပေါ်ကျောလေးတင်းသွားအောင်စီလေးနဲ့အနှဲငယ်လေးတည်လိုက်ပါမယ်ခရူးစီနဲ့ပဲငံပြားကြီးအနောက်လေးလည်းထည့်ပေးပါမယ်ပြီးရင်တော့ပပလှီထားတဲ့ကြက်သွန်နီလေးတွေကိုထည့်ပြီးတော့နွမ်းသည့်အထိတည်ပါမယ်အနံလေးမွေးသွားအောင်ဂျင်းလေးတွေကိုအချောင်းချောင်းနှီးထားတဲ့ဟာလေးလည်းထည့်ပါမယ်ဒီဂျင်းလေးတွေကလေကျက်သွားတဲ့အခါကျရင်နူးဣပြီးတော့မခါဘဲနဲ့အရန်ကိုစားလို့ကောင်းပါတယ်ပြီးရင်တော့ပဲငပိအချိုလေးထည့်ပါမယ်ဒီပဲငပိအချိုမှာကအရသာအချိုရောအငန်ရောပါနေတဲ့အတွက်ချီတီကအရသာကြီးတီးတက်အများကြီးတော့ထပ်မထည့်တော့ပါဘူးရှင်ချီနီကတော့အိုးရှမ်းကနေပြီးတော့အလွယ်တကူဝယ်လို့ရတဲ့ဒီပဲငပိအချိုဘူးလေးကိုအသုံးပြုပြီးတော့ချက်ပြတာပဲဖြစ်ပါတယ်ရှင်ဝက်သားလေးနူးဤသွားဖို့အတွက်ရေးထည့်ပြီးတော့အဖုံးလေးအုပ်ပြီးတော့တည်ထားပေးရပါမယ်။ဝက်သားနူးဤဖို့ဆိုရင်တော့2ရေလောက်တော့တည်ပေးရပါမယ်ရှင်။အိုးချကနေရင်တော့ကြက်သွန်ဖြူလေးထည့်ပေးပါမယ်။ကြက်သွန်ဖြူလေးနွမ်းသွားတဲ့အထိခဏလေးထားပြီးရင်တော့အိုးလေးချလို့ရပါပြီရှင်။ခုဆိုရင်တော့အရန်ကိုမှစားလို့ကောင်းတဲ့ဝက်သားပဲငပိအချိုချက်လေးရပါပြီရှင်။အားလုံးပဲလိုက်လှုပ်စားကြည့်ကြပါအောင်နော်။ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ like subscribe လုပ်ခဲ့ပေးဖို့မမေ့ပါနဲ့နော် page ကလေးကိုလည်းအပန်းမကျင် follow ပေးသွားပါအောင်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံကြပါမယ်အားပေးကြည့်ရှုကြတဲ့လူတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်